အဲ့ဒီအချိန်မှာဘန္တာတယောက်ကဘာသူအားပဲတောင်းတောင်းအလောရှင်မြတ်သခင်ကဧကံမလွဲအဲ့ဒီသူအားကိုလက်ခံဂျုမာနေ့ဖြစ်တယ်တောက်ကြနေ့ဖြစ်တယ်တောက်ကြနေ့ရဲ့ဖဇီလတ်ထွန်းမြတ်မှုတွေတဲကတခုကတော့တောက်ကြနေ့မှာအလောရှင်မြတ်သခင်ဟာအချိန်ကာလတခုကိုတတ်မှတ်ထားတယ်အလောရှင်မြတ်သခင်တော့တတ်မှတ်ထားတယ်ကျွန်တော်တို့ဘန္တာတွေတော့အတိအကျမသိရဘူးအချိန်တစ်ချိန်ရှိတယ်အဲ့ဒီအချိန်မှာဘန္တာတယောက်ကဘာသူအားပဲတောင်းတောင်းအလောရှင်မြတ်သခင်ကဧကံမလွဲအဲ့ဒီသူအားကိုလက်ခံဧကံမလွဲအဲ့ဒီသူအားကိုလက်ခံအဲ့တော့ကျွန်တော်စဉ်းစားဒီနေ့တောက်ကြနေဆိုတော့ဒီအချိန်ဒီလည်းပဲအလောရှင်မြတ်သခင်ကျွန်တော်တို့ရဲ့သူအားကိုလက်ခံတဲ့အချိန်ဖြစ်နိုင်တယ်။ဘာကြောင့်လဲအချိန်တစ်ချိန်မှာအလ္လာဟ်လက်ခံမယ်ပြောတယ်ဒီအချိန်အတိအကျမဟုတ်တဲ့ပုံမှာတောက်ကြနေတိုက်တဲ့အချိန်မရွေးဒါအလ္လာဟ်လက်ခံတဲ့အချိန်ဖြစ်နိုင်တယ်လို့ကျွန်တော်တို့ဘက်ကနေပြီးတော့အောက်ချက်ချလို့ရအတိအကျမဟုတ်ရင်လည်းပဲဖြစ်နိုင်တယ်ဖြစ်နိုင်ကြီးရှိ